สวัสดีค่ะအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ရာသီနဲ့ပတ်သက်တဲ့vocabulary ကိုလေ့လာကြည့်ကြရအောင်နော်ပထမဆုံးတစ်ကြောင်းအနေနဲ့ read to now ဆိုလို့ရှိရင်စောင်းရာသီကိုပြောတာဖြစ်ပါတယ် read to ဆိုလို့ရှိရင်ရာသီပေါ့နော် read to now စောင်းရာသီ read to ဘိုင်မိုင်းလွန်း read to ဘိုင်မိုင်းလွန်းဆိုလို့ရှိရင်စောင်းရာသီကိုပြောတာဖြစ်ပါတယ် read to run ဆိုလို့ရှိရင်နွေရာသီကိုပြောတာဖြစ်ပါတယ် read to buy mine please ဆိုလို့ရှိရင်နွေဦးရာသီကိုပြောတာဖြစ်ပါတယ် read to phone ဆိုလို့ရှိရင်မိုးရာသီကိုပြောတာဖြစ်ပါတယ်ဒီလိုမျိုး vocabulary တွေကိုလေ့လာကြည့်ချင်တယ်ဆိုလို့ရှိရင် Pure Channel လေးကို subscribe နှိပ်ထားပေးပါဦးเนาะကျေးဇူးများတင်ပါတယ်ရှင်ขอบคุณค่ะทุกคนเจอกันวิดีโอคลิปหน้านะคะบ๊ายบายค่ะ